အမေနာမည်ဘယ်လိုခေါ်လဲအမေနာမည်ကတော့အင်ဖန်ဂျာရာလို့ခေါ်ပါတယ်ဟုတ်ကဲ့တော့အင်ဖန်ဂျာရာဟုတ်ကဲ့အမေအခုအသက်ဘယ်လောက်ရှိပြီလဲ80နှစ်ထဲမှာရှိပါတယ်ဟုတ်တယ်အမေကကြာမာသေးတာပဲเนาะကြာမာပါတယ်ဘာယောဂမှမရှိပါဘူးဖျားချေစုတော်ပါပဲအမေကဘာလူမျိုးလဲအမေကျင်းဖော့လူမျိုးကချင်ဟိုးအဖေလည်းကချင်ပူတောင်အိုဒေတာကလူမျိုးဖြစ်တယ်ဟုတ်ကဲ့အမေရောအမေကတော့ကုမ်ကာကော့စမ်ပရာဘုံနေမီကဟုတ်တယ်ဟုတ်ကဲ့အမေဒီဘာခေါ်လဲအမေရဲ့အဖေကဘာလဲ British စစ်သားလား British စစ်ဘူဟုတ်ပါတယ်အဖေက Major and Panno ခေါ်တယ် MC Military Cross ဆုတံဆိပ်ကိုရရှိသူဖြစ်တယ်ဟုတ်ကဲ့အလွန်တတိကောင်းပြီးစစ်တိုက်ကျွမ်းကျင်သောပုဂ္ဂိုလ်ဖြစ်သောကြောင့် British တွေကသူ့ကို Major Blood ဆိုပြီးနာမည်ပေးထားတယ်ဟုတ်ကဲ့အမေတန်တတိကောင်းတယ်ဟုတ်ကဲ့9ရက်10ရက်လောက်ထမင်းမစားဘဲနဲ့စစ်တိုက်နိုင်တဲ့ပုဂ္ဂိုလ်ထဲမှာပါပါတယ်ဟုတ်ကဲ့ဒါဆိုရင်အမေလည်းစိတ်လည်းဟိုအဖေရဲ့စိတ်ကရတာပေါ့အဖေစိတ်ကအပြည့်ရှိတယ်အခုသားသမီးတွေရှိတယ်သားသမီးက9ယောက်ရှိတယ်9ယောက်ထဲမှာမာဂမ်ဆိုတာတာဦးမနောဆိုတာဒုတိယသားမကော့ဆိုတာပထမသမီးမလူဆိုတာဒုတိယသမီးမလဆိုတဲ့အငယ်ဆုံးအကြာဆရာလအကြာရှိတယ်ဆိုတော့မဂမ်ယောမနောယောဖိုးသမားတွေဘိန်းစားတွေတေကုန်ကြပြီဟုတ်ကဲ့သမီးအကြီးကတော့ဂျပန်မှာရှိတယ်အိမ်ထောင်ပြုတ်ပြီးမြည်တယောက်ရပြီဟုတ်ကဲ့ဆိုတော့အခုသမီးအငယ်မကလည်းကွယ်လွန်သွားပြီးသူ့သမီးလေးခြံထားတယ်အခု6တန်းမှရှိတယ်ဆိုတော့သားအငယ်ဆုံးကဆရာလဂျာအခုဒင်းလဂျာပေါ့အဂျာခေါ်ရများတယ်သူကလည်းဘိန်းစား12နှစ်ထောင်ကျပြီးပြန်ထွက်လာတဲ့လူဟုတ်ကဲ့သူကတော့အခုဖျားရဲ့ယူပါယုံပေးခြင်းကိုအချင်းထောင်ထဲမှာသူခံရတဲ့အတွက်အခုသူကမူးရစ်ဆေးဆွဲသူများကိုဒီပြန်လဲပြုပြင်တဲ့လူငယ်ပြုပြင်ရေးစခန်းအနေနဲ့ Youth for Christ Center ဖွင့်ပြီးတော့မှဒီမှာသူကဘိန်းစားတွေကိုပဲဦးစားပေးပြီးဘိန်းဖြတ်တဲ့နေရာမှာခန္ဓာစိတ်ဝိညာဉ်3ပါးစလုံးပေါ့နော်ဝိညာဉ်ရေးရာကိုနံပါတ်1ထားပြီးတော့မှမူရစ်ဆေးဝါးကိုတိုက်ဖြတ်ခိုင်းတယ်နောက်ခန္ဓာရဲ့ကျမ်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက်လုပ်တယ်နောက်ဒီတိုးတက်ကြောင်း uplift ပေါ့သူရဲ့တိုးတက်ကြောင်းအလုတ်အငန်းတာအတွက်လည်းသင်ကြားပေးခြင်းမျိုးကိုဆောင်ရွက်လျက်ရှိတယ်။ခဏသူရဲ့သာသနာဟာတော်တော်လေးနာမည်ရလာတဲ့ Youth for Christ YCC Center အနေနဲ့သူလုပ်နေပါတယ်အမေနဲ့အတူပဲဒီအကြာဆိုတာကအရင်တော့ကချင်ထဲမှာအဆိုတော်ဟုတ်ပါတယ်သူအင်မတန်နာမည်ကြီးတဲ့အဆိုတော်အင်မတန်ကောင်းနေတဲ့ထိတ်မှရောက်နေတဲ့အချိန်မှာဘိန်းစားဖြစ်ပြီးတော့ထောင်ထဲရောက်သွားတယ်12နှစ်ကြာခံရတယ်သူအမေတို့မှာကချင်မှာအမျိုးနာမည်ရှိတယ်ပါအမျိုးလဲအမျိုးနာမည်ကဂရန်အမျိုးဒီ family နာမည်ကအင်ဖန်ဟုတ်ကဲ့အမေကဒီမှာကျွန်တော်ကြားသလားဆိုတော့နာမည်ကြီးတယ်လို့ပြောတာပဲနာမည်ကြီးထမင်းငတ်တာဖြစ်မှာပါပတ်စုံနာမည်ကြီးပတ်စုံတော့နာမည်ကြီးပါတယ်အမေအသက်80ကျော်တဲ့ထိဖျားခင်ပို့ဆောင်တာအမေတိုင်းပြည်အတွက်ရောပေါ့နော်ကိုလူမျိုးအတွက်ရောဘာသာအတွက်ရောအမေလှုပ်ရှားခဲ့တဲ့အရာတွေကအမေနည်းနည်းပြောပြပါလားအမေကငယ်ကလေးကဒီလူမျိုးနဲ့တိုင်းပြည်ကိုချစ်ပါတယ်အမတန်ချစ်တဲ့လူဒါမဲ့နိုင်ငံရေးပါတီတွေထူထောင်ပြီးပါတီဝင်လုပ်ဖို့တော့ဘယ်တော့မှစိတ်မကူးခဲ့ဘူးဟုတ်ကဲ့အမေကတိုင်းချစ်ပြည်ချစ်လူမျိုးချစ်တဲ့ယဉ်ကျေးမှုကိုချစ်တဲ့နိုင်ငံကိုချစ်တဲ့လူတယောက်အနေနဲ့ပဲရပ်တည်ခဲ့တယ်ငယ်ကလေးကအဲ့လိုပဲဟုတ်ကဲ့စော်ကားတာတွေဘာတွေဆိုရင်ဇွတ်အတင်းမရဘူးလက်ယုံကြီးဟုတ်ကဲ့ညာကြီးအကုန်လုံးနဲ့ပါတယ်နှစ်ပန်းလုံးရရှိရင်လုံးတယ်အမျိုးထိတယ်ဆိုရင်ကိုကလည်းဘသူ့ကိုမှမထိခိုက်ဘူးဘသူ့ကိုလည်းမမုန်းဘူးဆိုတော့အခုဒီကနေ့အထိကတော့ဖယားရှင်ကဒီလိုပဲကျမကိုအသုံးပြုနေတယ်ဆိုတာကိုခံယူလာတဲ့အခါမှာပို့ပြီးဖယားရှင်ရဲ့ဂုဏ်ကျေးဇူးတော်တွေကိုချီးမွမ်းပြီးအသက်80နှစ်အထိဘာယောဂလည်းမရှိဘာတွေးတိုးလည်းမရှိတွေးကြလည်းမရှိဘာခေါင်းကိုက်ခေါင်းမူလည်းမရှိအောင်ထားပေးတဲ့အကြောင်းအရာကဖျားရှင်ကျမကိုအသုံးပြုလို့တဲ့
ဆန္ဒရှိသောကြောင့် ဟုတ်ကဲ့ အသက်ရှင်ကျမ်းမာလျက်ရှိတယ်ဆိုတာကိုခံယူတဲ့အတွက်တိုင်းပြည်နဲ့လူမျိုးအတွက်လူမျိုးတကာအတွက်ရောဘာသာတရားအတွက်ရောအစွမ်းကုန်ကြိုးစားနေတဲ့ I'm a living sacrifice giving to God ဟုတ်ကဲ့ဟုတ်ကဲ့ အသက်ရှင်သောရစ်ကိုပေးနေပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့အမေကဒီမှာတရားသူကြီးလဲလုပ်ခဲ့တယ်ဆိုဟုတ်လား ဟုတ်ကဲ့ပထမကောင်စီတက်သားမှာတရားသူကြီးလုပ်ခဲ့တယ်တရားသူကြီးအချိန်ပြည့်9ယောက်ထဲမှာပါပါတယ် ဟုတ်ကဲ့ ပထမဦးဆုံး1984ခုနှစ်မှာဒီဆိုရှယ်လစ်ပါတီရဲ့ဒီရွေးကောက်ပွဲမှာမြစ်ချနာမြို့မှာ91ယောက်ရှိတယ် ဟုတ်ကဲ့ ကောင်ဒီအမတ်တွေပေါ့ ဟုတ်ကဲ့ အဲ့ဒီထဲမှာတူဦးတီသောအမျိုးသမီးတစ်ယောက်အနေနဲ့ပါဝင်ခဲ့တယ် ဟုတ်ကဲ့ နောက်ဒီတူဦးတီသောအမျိုးသမီးဟာအချိန်ပြည့်တရားသူကြီးထဲမှာလည်းပါဝင်သွားတယ် ဟုတ်ကဲ့ဟုတ်ကဲ့အမျိုးသမီးထဲမှာ ဟုတ်တယ် နော်ဒီမှာဟိုကချင်အဖွဲ့စည်းပါခေါ်လဲအကြံပေးလားပါခေါ်လဲ ဟုတ်ကဲ့ကချင်အကြံပေးအဖွဲ့ဟုတ်တယ် ဖွဲ့ကလည်းဆရာမကလည်းဟို ပါတယ်ဟုတ်တယ်ပါတယ်ပါတယ် ဟုတ်ကဲ့ ဝန်ပောင်အမျိုးရှာမုံပောင်ရပ်တော့ကချင်အတိုင်ပင်ခံအဖွဲ့ ဟုတ်ကဲ့ စတင်ဖွဲ့စည်းကြတဲ့ကဒီကနေ့အထိ၄ချိန်စနစ်တစ်ထဲမှာရှိတယ် ဟုတ်ကဲ့ အဲ့ဒီမှာပထမဦးဆုံးကတော့ပါဝင်တယ်မျိုးသမီးရေးရာကိုင်းတယ် ဟုတ်ကဲ့ ဒုတိယနှစ်လည်းမျိုးသမီးရေးရာကိုင်းတယ် ဟုတ်ကဲ့ တတိယနှစ်လည်းမျိုးသမီးရေးရာကိုင်းတယ် ဟုတ်ကဲ့ နောက်အခုစတုထ္ထနှစ်မှာကတော့အကြံပေးနာယကလူကြီးထဲမှာပါပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့အမေကဒီအဖွဲ့ရဲ့အဓိကကဟိုဘယ်သူကအကြံပေးတယ်လဲ ကျမတို့ကဒီကော်မတီကိုအကြံပေးတယ်တိုင်းပြည်နဲ့လူမျိုးယဉ်ကျေးမှုစသဖြင့်ဖြစ်ပျက်နေတဲ့အရာအလုံးကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတိုင်ပင်တိုင်းမှာဒီလိုလုပ်ရင်ကောင်းတယ်ဒီဟာကတော့ဖြစ်သင့်တယ်စသဖြင့်အကြံပေးတာအမြဲပါပါတယ် ဟုတ်ကဲ့အမေပါပါနော်မေတို့ဒီညီရမှာရော ဝိညာဉ်ရေးရမှာကတော့12နှစ်အရွယ်မှာနှစ်ချင်းခံတယ် ဟုတ်ကဲ့ 12နှစ်အရွယ်မှာနှစ်ချင်းခံတာကကျမတို့ဒုတိယကမ္ဘာစစ်အချိန်မှာဖြစ်တယ် ဟုတ်ကဲ့ ကျမတို့ဟိုးထင်နန်ကထောင်မှာနေတယ် ဟုတ်ကဲ့ ထင်နန်ကထောင်မှာနေပြီးတော့မှဒီခန္ဒူယန်မှာနှစ်ချင်းခံတယ် ဟုတ်ကဲ့ Reverend ဒမ်ဆာလာလက်မှာ ဟုတ်ကဲ့ နှစ်ချင်းခံတယ်အရင်ရည်ရတယ်နှစ်ချင်းစခံတော့ကအဖြစ်အပျက်ကဘုရားရှင်ဘယ်လိုလမ်းပြခဲ့တယ်လဲဆိုရင် အေးထင်နန်ကထောင်မှာနေတယ်အိမ်အောက်မှာကစားနေကြတယ်အိမ်အောက်မှာကစားနေတော့ဧည့်သည်တွေကရောက်လာပြီးတော့အိမ်ပေါ်ကနေရေနွေးချမ်းလောင်းချလိုက်တယ် လောင်းချတော့အောက်မှာဒိုးကစားနေတာအရန်ဒေါသဖြစ်တယ်ဒေါသဖြစ်ပြီးတော့မှတပေလောက်ရှိတဲ့တစ္ဆာတစ်ခုနဲ့ထိတ်ကနေအိမ်ကနေချိလိုက်ပြီးတော့မှထိုင်နေသမျှလူဘသူ့ပဲထိကြုံမဆိုင်ဘူးပြစ်ထဲလိုက်တာဧည့်သည်ရဲ့လက်ကျိုးသွားတယ်အဲ လက်ကျိုးသွား အဲလက်ကျိုးသွားတယ်လက်ကျိုးသွားတော့ထွက်ပြေးတယ်အဲ့ဒီခန္ဒူယန်ကိုထွက်ပြေးတယ်ခန္ဒူယန်ကိုဘာလို့ထွက်ပြေးလဲဆိုတော့အကိုကအဲ့ဒီမှာနှစ်ချင်းခံဖို့ရောက်နေတဲ့အချိန်ဖြစ်တယ်ကျမလည်းအဲ့ဒီမှာအကိုအနားမှာရပ်ပြီးတော့မှလူတွေအများကြီးနှစ်ချင်းကတော့တယောက်ပြီးတယောက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်ဆရာကတပါးတဲ့အကိုပြီးတာနဲ့ကျမလည်းအကိုနောက်လိုက်ပြီးတော့မှအဲ့ဒီမှာနှစ်ချင်းခံတဲ့အထက်ကျမပါတယ် ဟုတ်ကဲ့ အဲ့ဒီတော့ပြန်လာတဲ့အခါကျတော့အမေတို့ငါ့ကိုမရိုက်နဲ့လို့ ဟုတ်ကဲ့ ဘာလို့မရိုက်ရမလဲနင်းသူတစ်ပါးရဲ့လက်ကိုကျိုးအောင်လုပ်ပြီးဆိုတော့ငါအပြစ်မရှိတော့ဘူးအခုနှစ်ချင်းခံပြီးပြန်လာတယ်ဘာအပြစ်မှမရှိတော့ဘူးမရိုက်နဲ့လို့ပြောရတယ်အေးအဲ့ဒါလို့နဲ့စခဲ့တဲ့ကျမရဲ့ဘာသာဝင်စီရင်ကအဲ့လိုမကောင်းတဲ့အာမျိုးနဲ့စခဲ့တဲ့သဘောလိုရှိခဲ့တယ်အေးဒါမဲ့ဘယ်တော့မှမယိမ့်မရိုင်ခဲ့ပါဘူးကျမအဲ့ဒီကနေဒီဗမာပြည်မှာကျောင်းမရှိတော့ကလဘီကိုရောက်သွားတယ်လေကလဘီမှာကက်သလစ်ကျောင်းတော့တဲဘော်ဒါမှာသွားနေတယ်3နှစ်ကျောင်းနှစ်3နှစ်ပေါ့လေအဲ့ဒီမှာသွားနေပြီးတော့မှ1946ခုနှစ်ဒီဇင်ဘာမှာပြန်ရောက်လာတယ်ဗမာပြည်ဒီကချင်ပြည်နယ်ကိုအဲ့ဒီမှာလဲအဲ့ဒီမှာလဲသူတို့ကဒီကက်သလစ်ဘာသာရေးကျောင်းဆိုတော့ကျမကိုကက်သလစ်ဘာသာဝင်ဖို့ပြောတယ်လीနော်အဲ့ဒါနဲ့မာသာစူပီရီယာအကြီးဆုံးကျောင်းအုပ်မမကြီးကိုမေးတယ်လေGod the Father Son and Holy Spirit ကတပါးတည်းပဲလားလို့အများကြီးရှိသေးသလားလို့မေးတော့သူကတပါးတည်းပဲတဲ့အဲ့တော့ကျမလို့မာသာလို့ကျမဒီကိုမလာခင်ကျမ God the Father Son and Holy Spirit မှာနှစ်ချင်းခံခဲ့ပြီလို့အဲ့ဒီတော့နောက်ထပ်ဒီတစ်ဖက်ကိုပြန်ကူးမယ်ဆိုရင် God the Father Son and Holy Spirit နဲ့ကျမကိုပြန်လက်ခံမယ်မဟုတ်ဘူးလားဆိုတော့ဟုတ်တယ်တဲ့အဲ့ဒါဆိုကျမဟို God the Father Son and Holy Spirit ကိုကျမသစ္စာဖောက်ရကြသွားမယ်ထင်တယ်လို့အဲ့ဒါကျမမရဲဘူးလို့ပြောတော့အိုးမင်းရဲ့ယုံကြည်ခြင်းကဒါလိုပဲလားဆိုပြီးထားခဲ့တယ်အေးအဲ့ဒါလိုနဲ့ကျမက
နှစ်ချင်းဟာနှစ်ချင်းပဲဒီလိုပဲပြန်ရောက်တာဒီကနေ့အထိနှစ်ချင်းပါပဲ ဟုတ်ကဲ့ဟုတ်ကဲ့အမေဒီအခုလက်ရှိကချင်စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့အမေရဲ့အမြင်လေးနဲ့ပြောပြပေး စစ်မဲ့ရေးရလား ဟုတ်ကဲ့အခုစစ်ဖြစ်နေတဲ့နေရာလေး ကချင်စစ်ဖြစ်နေတဲ့ရေးရကနှစ်ပေါင်း90လောက်ရှိပါပြီ ဟုတ်ကဲ့ နှစ်ပေါင်း90လောက်ရှိတဲ့နေရာမှာကျမတို့ရဲ့ကချင်ပြည်နယ်ဟာရှေးပဝေသနီတုံးကကိုယ်တိုင်းကိုယ်ပြည်ကိုယ့်ရဲ့ lords တွေကိုယ်ဒူဝါကြီးတွေအုပ်ချုပ်ပြီးနေခဲ့တဲ့ပြည်ဖြစ်ပါတယ် ဟုတ်ကဲ့ ပြည်နယ်မဟုတ်ပါဘူးကချင်ပြည်ထောင်ဖြစ်ပါတယ် ဟုတ်ကဲ့ လူမျိုးစုတွေပါဝင်တဲ့ပြည်ထောင်ဖြစ်ပါ ဟုတ် တယ် ကဲ့ အဲ့ဒါလိုပြည်ထောင်ကိုဘယ်တော့ကနေပြည်နယ်ဖြစ်သွားတယ်လဲဆိုတော့လွတ်လပ်ရေးရပြီးတဲ့နောက်ပြည်နယ်ဖြစ်သွားတာပါ ဟုတ်ကဲ့ ဒီပြည်နယ်ဖြစ်သွားခြင်းသည်ကျမတို့ကဗိုလ်ချုပ်အောင်ဆန်းရဲ့ပင်လုံစာချုပ်မှာကချင်ပြည်ကို Federal လွတ်လပ်နေထိုင်ခွင့်ကိုပြုပါမယ်ဆိုတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂတိစကားပေါ်မူတည်ပြီးကျမတို့ပင်လုံစာချုပ်မှာလည်းမထိုးခဲ့တာဟုတ်တယ်အဲ့ဒီနောက်မှာလွတ်လပ်ရေးရပြီးတဲ့နောက်ကြတော့ဘာမှမရတော့ဘူးပြောထားတဲ့အတိုင်းလည်းမဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်အောင်ဆန်းကလုတ်ကြံခြင်းခံရပြီးတဲ့နောက်မှာတရားတွေအကုန်လုံးကွယ်ပြောက်သွားတယ်ပင်လုံစာချုပ်ကမြောင်းတဲရောက်သွားတယ်လို့ဖြစ်သွားတာပေါ့ ဟုတ်ကဲ့ အဲ့လိုဆိုတော့ဒီအခွင့်အရေးတွေမရတဲ့နေရာမှာဘာသာရေးပဲဖြစ်ဖြစ်ဒီလူမှုရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ဘက်စုံမှာကျမတို့ကအနိုင်ခံရတဲ့အဆင့်မှာရှိတယ်အဲ့ဒါကြောင့်မို့လို့1960နှစ်ခု ဟုတ်ကဲ့ နောက်ပိုင်းမှာ KIA KIO ဆိုတာဖြစ်လာတယ် အင်း ဖြစ်လာပြီးတော့မှတိုက်ပွဲတွေဖြစ်ကြတယ် ဟုတ်ကဲ့ တိုက်ပွဲဖြစ်တော့ငြိမ်းချမ်းရေးတွေလုပ်ဖို့အများကြီးပဲလုပ်ကြတယ်ပေါ့လေဘာပဲဖြစ်ဖြစ်ကချင်ကသူ့ရဲ့ငကိုကလေးကဗိုလ်ချုပ်အောင်ဆန်းနဲ့ပင်လုံမှာဂတိခံယူတဲ့အတိုင်းပဲသွားခြင်းတယ် ဟုတ်ကဲ့ အဲ့လိုသွားခြင်းတယ်ဆိုတဲ့အခါကျတော့ဒီဘက်ကကျတော့အပြစ်အခတ်ရပ်ဆဲခြင်းကိုငြိမ်းချမ်းရေးလို့ထင်တယ် ဟုတ်ကဲ့ အပြစ်အခတ်ရပ်ဆဲရေး ceasefire ပဲ not peace treaty ဟုတ်ကဲ့ not peace treaty ရဖို့ကကျမတို့ကနိုင်ငံရေးကိုနိုင်ငံရေးအရာစပွဲပေါ်မှာစကားပြောပြီးမှရနိုင်တဲ့အရာအဲ့ဒါကိုမရောက်ပဲနဲ့အပြစ်အခတ်ရပ်ဆဲဆိုတော့19နှစ်ကြာခဲ့တယ်လေ19နှစ်အင်မတန်ပျော်မွေ့ပြီးတော့မှရှိခဲ့တဲ့တိုင်းပြည်ကို2011 June 9ရက်နေ့မှာမြန်မာတပ်မတော်ကလာပြီးတော့မှအရင်ဦးဆုံးတိုက်ပွဲတွေလုပ်ပြီးတော့မှဒီ ceasefire treaty ကိုပြက်ပြားအောင်လုပ်ခဲ့တယ်ဒါဆိုဒီကနေ့အထိပဲအခုနှစ်ရှိခဲ့ပြီဒီကနေ့အထိဟာနိုင်ငံရေးအရာစပွဲပေါ်မှာစကားပြောရအောင်ဆိုလက်မခံဘူးကချင်တွေခေါင်းမာတယ်တဲ့ကချင်ကခေါင်းမမာပါဘူးဗမာခေါင်းခောက်ရင်လည်းဒီအတိုင်းပါပဲကချင်ခေါင်းခောက်လည်းအတူတူပါပဲနာတာလည်းအတူတူပဲနာမှာပါ ဟုတ်ကဲ့ ဒါမဲ့လို့နိုင်ငံရေးအရာစကားပြောဖို့ပဲအလိုရှိတယ်အပြစ်အခါရဆဲပြီးတော့မှခဏနေပြန်ချုပ်လိုက်ပြန်ပစ်လိုက်ဆိုကချင်ဘက်ကတော့သူစာချုပ်ချုပ်ထားတဲ့ ceasefire စာချုပ်မှာတစ်ခါလက်မှတ်ထိုးထားခြင်းကိုကချင်ကနေပြက်ကွက်ခြင်းမဟုတ်တော့ကြောင့်နောက်ထပ် ceasefire treaty သူ့အနေနဲ့လက်မှတ်ထိုးเสียမလိုဘူးဆိုပြီးတော့မှရပ်တည်နေတာ ဟုတ်ကဲ့ ဆိုတော့ဒီဘက်ကချိုးဖောက်တဲ့လူတွေသားလျင်ဒီဟာကိုတက်မှပေးဖို့ပဲလိုတယ် ဟုတ်ကဲ့ ဒီဘက်ကတကယ်ငြိမ်းချမ်းရေးစစ်မှန်တဲ့ငြိမ်းချမ်းရေးတန့်ရှင်းတဲ့ဒီ clean government good government တိဆောက်သွားမဲ့ဒီမိုကရေစီနိုင်ငံဆိုရင်နိုင်ငံရေးအရာစကားပြောမှဒီတိုင်းပြည်ကြီးအေးချမ်းမှာပါ ဟုတ်ကဲ့ ဒီဟာကိုမြင်တယ်ကျမကတော့ပွင့်ပွင့်လင်းလင်းပဲပြောတယ်ဘသူရှိမှလဲကျမပွင့်ပွင့်လင်းလင်းပဲပြောပါတယ်သူ့လမ်းကိုလမ်းအတိုင်းပဲပြောဖို့လမ်းအတိုင်းပဲလုပ်ဖို့ဆိုတော့ကချင်ဘက်ကလည်းအဲ့ဒါလို့သူလိုချင်တဲ့ဟာမရတဲ့အခါကျတော့ဒါလိုပဲ ဟုတ်ကဲ့ အခုငိမ့်ချမ်းကြီးတွေခဏခဏလုပ်တယ်လေငိမ့်ချမ်းကြီးလာရအောင်ဆိုငိမ့်ချမ်းကြီးအဖွဲ့တွေရှစ်ခါကိုခါတောင်ရောက်ပြီလေ ဟုတ်ကဲ့ ဘာမှမထူးခြားဘူးစစ်ပွဲတွေပဲများလာတယ် ဟုတ်ကဲ့ စစ်ပွဲတွေများလာတာအခုဆိုလို့ရှိရင်လေရင်နဲ့တောင်မှပြစ်ချခြင်းကိုဖြစ်နေပြီ ဟုတ်ကဲ့ ပြည်တွင်းစစ်ကနိုင်ငံခြားတပားနိုင်ငံခြားနဲ့စစ်ပွဲဖြစ်တယ်လို့ပဲဖြစ်သွားပြီ ဟုတ်ကဲ့ အဲ့တော့ဘလောက်စိတ်မကောင်းစရာဖြစ်လဲ ဟုတ်ကဲ့ ဆိုတော့ဒါတွေကငိမ့်ချမ်းတင်ပြီပေါ့ ဟုတ်ကဲ့ မြန်ငိမ့်ချမ်းလို့လျင်မြန်စပွဲပေါ်မှာနိုင်ငံရေးရစကားပြောဖို့ဒါပဲရှိတယ်အခုအဲ့ဒီအဆင့်မရောက်လို့ ဟုတ်ကဲ့ KIA ကတပုံလား KIA ကအရင်တုန်းကသူတို့ဒီ peace လို့တုန်းကတော့ KIO အစိုးရ KIO အစိုးရဆိုပြီးခေါ်တာပါငိမ့်ချမ်းရေးစာချုပ်ချုပ်ပြီးတဲ့နောက် KIO အစိုးရတဲ့နော်ဆက်ဆံရေးယုံတွေလည်းရှိတယ်လေမကျနာမှာတွေ့ချင်းပြပေးမယ်ခဏ ဟုတ်ကဲ့ အဲ့ဒါလို့ရုပ်လုပ်ကြတဲ့ကဒီ2011 June 9ရက်နေ့ကနေစပြီးအဲ့ဒီဆက်ဆံရေးယုံတွေလည်းပိတ်သွားပြီး
နောက်ပိုင်းမှာ KIA တပုံဆိုပြီးနာမည်တက်လိုက်တာပဲ ဟုတ်ကဲ့ဟိုပါလေအဲ့ဒီမှာကချင်လူမျိုးတွေကဒီစီးရဲလို့တနက်ကင်တာတော့နော်ပြီးတဲ့အချိန်မှာဝါသနာပါလို့ပေါ့နော်အဲ့ဒီမုတ်ဆိုးဆိုတော့ဝါသနာပါလို့တနက်ကင်လို့အဲ့ဒီမျိုးပုံစံနဲ့လက်နက်ကင်နေကြလား မဟုတ်ပါဘူးကချင်တိုင်းကလည်းမုတ်ဆိုးမဟုတ်ပါဘူးအမဲလိုက်ဝါသနာတာပါတာကလည်းသူ့လူမျိုးတိုင်းလူမျိုးစုတိုင်းမှာရှိတယ်လေဆိုတော့ဒီ every Kachin is not hunters နော်မုတ်ဆိုးတွေမဟုတ်ဘူးကချင်တိုင်းဟာ ဟုတ်ကဲ့ သို့တော်လည်းစစ်တိုက်မှာတော့ကျွမ်းကျင်ကြတယ် ဟုတ်ကဲ့ အေးတတိမှာလည်းကောင်းကြပါတယ် ဟုတ်ကဲ့ အေး ဟုတ်ကဲ့ ဘယ်လိုမျိုးလုပ်တာပါ ဟုတ်ကဲ့ ဆိုတော့ဒီမတရားဖိနှိပ်ခြင်းမျိုးကိုမခံခြင်းဘူးလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါအဲ့လိုနေခြင်းတဲ့ကချင်လူမျိုး ဟုတ်ကဲ့ အဲ့တော့အဲ့လိုမနေရတဲ့အခါဖိနှိပ်နေတဲ့အခါကျတော့ဖိချင်းသိပ်များလာတဲ့အခါကျတော့ကန်တာပေါ့ ဟုတ်ကဲ့ ဒီသဘောပါပဲ ဟုတ်ကဲ့ အေးစစ်တိုက်ဝါသနာပါလို့လည်းမဟုတ်ဘူး ဟုတ်ကဲ့ ငင်းချမ်းရေးကိုလူတိုင်းလိုချင်တာပါတရိษံတောင်းလိုချင်တာပဲငင်းချမ်းရေးကို ဟုတ်ကဲ့ဒီလိုမျိုးအခြေအနေဖြစ်လာတဲ့အချိန်မှာယုံကြည်သူတရားအနေနဲ့ဘယ်လိုဆုတောင်းရမလဲ ကျမဆူတောင်းတယ်အဖဖျားကဖြောင်းမှတ်တဲ့ဖျားမှန်ကန်တဲ့ဖျားတိကျတဲ့ဖျားအရာရာတိုင်းကိုရှုမြင်နိုင်တဲ့ဖျားဒါကြောင့်ဘသူမတရားဘူးတရားတယ်ဆိုတာဖျားသိပါတယ် ဟုတ်ကဲ့ မတရားတဲ့လူကိုဘာလို့ပေးပါဆိုပြီးမတောင်းလို့ပါဘူး ဟုတ်ကဲ့ အဖဖျားသာကြည့်ပြီးစီစဉ်ပေးပါ อืม တရားသောအမှုကိုပြုသောသူများကိုလည်းကောင်းကြီးပေးသောဖျားဖြစ်တယ်ကာကွယ်စောင့်ရှောက်သောဖျားဖြစ်တယ်ဒါကြောင့်တရားသောအမှုပြုနေတဲ့လူပုဂ္ဂိုလ်ကြီးငယ်အလုံးကိုလည်း ကောင်းကြီးပေးပါကာကွယ်ဆောင်ရှောက်ပေးပါဒါလို့ဆုတောင်းတယ် ဟုတ်ကဲ့ အဲ့ဒါလိုပဲဆုတောင်းတယ်အမြဲတမ်း အမြဲတမ်းဆုတောင်း အမြဲတမ်းဒါလိုပဲဆုတောင်းတယ် อืม မတရားတဲ့လူတွေကိုဘယ်လိုလုပ်ပေးပါဘာလုပ်ပေးပါမတောင်းပါဘူးဒါကျမမှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ဟုတ်ကဲ့ ဖျားမှာပဲဆုံးဖြတ်ပိုင်ခွင့် ဟုတ်ကဲ့ ဖျားပေါ်မှာပဲစီရင်ပိုင်ခွင့်ရှိတယ်အဲ့ဒီတော့ကျမတို့ကချင်လူမျိုးကိုလည်းဖျားဖန်ဆင်းထားတယ်ကချင်လူမျိုးရဲ့နိုင်ငံဆိုတာလည်းဖျားပေးထားတယ်ကျမတို့ရဲ့နိုင်ငံနဲ့ကျမတို့ရဲ့လူမျိုးတွေตาရပျော်ရွှင်စွာနဲ့နေနိုင်လို့နေခြင်းလိုပါတယ်ဘုရားကျွန်ုပ်တို့နဲ့အတူရှိတော်မူပါကျွန်ုပ်တို့ကိုမတရားလာလုပ်တဲ့လူတွေကလည်းဘုရားမြင်ပါတယ်ဘုရားပဲအလိုတော်အတိုင်းစီရင်ပါဒီလိုပဲဆုတောင်းတယ် ဟုတ်ကဲ့ အေးကျွန်မဆုတောင်းတာကတော့မတရားတဲ့ဆုတောင်းကြီးတော့မဟုတ်ပါဘူးเนาะ ကဲအမေရဲ့အမြင်ရတော့เนาะအမေရဲ့အမြင်ရဆိုရင်ကချင်လူမျိုးထဲမှာကချင်ရဲ့စစ်သားပေါ်မှာဘုရားအတူပါရှိလား ပါရှိတယ်ဘာကြောင့်ဆိုရင်ကချင်လူမျိုးတိုင်းကခရိယန်တွေဖြစ်တယ်ဖယားကိုယုံကြည်တော်သူများဖြစ်တယ်အပြည့်အဝယုံကြည်တော်သူများဖြစ်တယ်ကချင်တိုင်းကလည်းဒီကနေ့ကျမတောင်းတယ်လို့ပဲဆုတောင်းကြမှာပါ ဟုတ်ကဲ့ ဆိုတော့ဖယားကတော့မြင်မယ် ဟုတ်ကဲ့ မြင်ပြီးတော့မှလုပ်တဲ့အရာတွေလည်းရှိပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဒီအခုဒီနေကြဆောင်နဲ့ဒီ KA တဲ့နဲ့ဟိုတခါတလားဟိုနားမလဲတဲ့ပြဿနာရှိတယ်ဒီမှာအမေတို့ကတော့ဖြည့်ရှင်းရတယ်လို့ကြားတယ် ဖြည့်ရှင်းခဲ့တယ်ဟိုတုန်းကဖြည့်ရှင်းခဲ့တယ် အများကြီးဘယ်လိုတွေဖြစ်ကြလဲဆရာ ဟုတ်တယ် သူတို့ပြန်တတ်ကြပါအချင်းချင်းကချင်ချင်းပြန်တတ်ကြတာ ပြန်တတ်ကြတဲ့အဆင့်မရောက်ဘူးကျမတို့ကချင်အတိုင်းပင်ခါအဖွဲ့ကညှိနှိုင်းပေးလိုက်တယ် ဟုတ်ကဲ့ ဒါကြောင့်ငြိမ်းချမ်းသွားတယ် အော် အေး ဆိုတော့အဖွဲ့တော့ကွဲနေပြီမဲ့ အဖွဲ့ကွဲနေပေမဲ့လို့ရမဖြစ်ကြဘူးပေါ့မတိုက်မခိုက်ကြဘူးပေါ့ ဟုတ်ကဲ့ အခုနောက်ပိုင်းမှပြန်ဖြစ်ကြတာလေ ဟုတ်ကဲ့ အခုနောက်ပိုင်းမှာကြတော့ဒီနေချားဆောင်တက်ယူတဲ့လူတွေဒါတော့မှသူတို့သွားမတိုက်ရင် KIA ကမတိုက်ပါဘူးအချင်းချင်းနေဆိုတော့အေးသူနေနဲ့သူနေတာအေးကိုနေဘက်ကိုကျွန်းလာလို့ရှိရင်တော့တိုက်မှာပေါ့ဘယ်သူမဆို defensive အကာအကွယ်ယူဖို့တော့လိုတာပေါ့ကိုအသက်ကိုကာကွယ်ရမယ်ကိုနေမီကိုကာကွယ်ရမယ်ဒါကတော့ right ရှိတယ်လေ human right ရှိတယ်ဖရားလည်းပေးထားတဲ့ right ပါဒါဥစ္စာ အမေအစိုးရမကြောက်ဘူး ဟမ် အစိုးရမကြောက်ဘူး ဘသူကိုလည်းမကြောက်ဘူးဖရားကိုပဲကြောက်တယ်လိန်ညာတဲ့စကားပြောပြီးမတရားတဲ့အလုပ်တွေလုပ်ပြီးဖရားကိုပြစ်မားဖို့ဒါပဲကြောက်တယ်ဘာကြောင့်သေခါနေတဲ့လူလေအသက်80နှစ်ဆိုတာသေတော့မယ်လေမသေမချင်းကတော့အမှန်နဲ့စကားပြောမယ်တိကျတဲ့စကားပြောမယ်ဘသူလည်းမကြောက်ဘူးရိုက်တတ်မလားသေမယ် ဟုတ်ကဲ့ ဒီလိုနည်းနဲ့ပဲဖြစ်ဖြစ် ဟုတ်ကဲ့အခုလူတော်တော်များများကကြောက်ရွံ့ခြင်းကအုပ်စိုးနေတဲ့အချိန်မှာသူတို့လည်းမပြောရဲ ဟုတ်လား လူတွေရောအမေဘယ်လိုမြင်တယ်လဲ ဘာလို့မပြောရဲလဲမသိဘူးလေအမှန်ဆိုလို့ရှိရင်ဘုရားသခင်ကအေဒီဥယျင်ကတဲ့ကလူရဲ့အခွင့်အရေးလူရဲ့တာဝန်တွေကိုပေးထားပြီးသားဖြစ်တယ်ဘုရားကိုတော့မကြောက်ဘူးလားလူတွေကိုကြောက်သလားခန္ဓာကိုယ်ကိုတပ်ပစ်ပြီးဝိညာဉ်ကိုမတတ်နိုင်တော့လူတွေကိုကြောက်သလား
ခန္ဓာကိုယ်ကိုရသတ်ပစ်ပြီးဝိညာဉ်ကိုပါအပေငရဲကိုပို့နိုင်တဲ့ဖယားကိုမကြောက်ဘူးလားဖယားကိုမယုံဘူးလားမကိုးကွယ်ဘူးလားဖယားကိုကြောက်တယ်ဖယားကိုကိုးကွယ်တယ်ဖယားရဲ့ဂျေဇုတရားကိုသိတယ်ဆိုကိုယ့်ရဲ့ human right human duty ကိုသုံးပါပြောရမယ်လေအခုအမှုတော်ဆောင်တော်တော်များများလည်းမပြောရကြပါမပြောရဲဘူးဘာကြောင့်လဲမသိဘူးလေအမေကတော့အမှုတော်ဆောင်တော့မဟုတ်ဘူးဒါပေမဲ့လို့ပြောနေတယ်ဟုတ်ကဲ့ဟုတ်ကဲ့အမေဟိုပေါ့အမေလူကြီးတယောက်အနေနဲ့ပေါ့နော်တင်းအောင်ဆရာတွေရောအမှုတော်ဆောင်တွေရောသာသနာပြုဆရာတော်ပါများအနေပြီးတော့အကြံများပြုချင်တယ်လေဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သာသနာပြုတွေဆရာတွေအားလုံးကလည်းဖယားကိုယေရှုကိုအယောင်မဆိုးပေးပါနဲ့လို့ပြောခြင်းတယ်ယေရှုဖယားကအဖြူတန်တန်ပဲကျွန်ုပ်တို့အတွက်သွန်းပေးတဲ့သွေးညီကလေးပဲရှိတယ်ဒီဟာနဲ့ကဲတင်ခဲ့တယ်ယေရှုကိုအခုကအမျိုးမျိုးဂိုင်းကနာတဲ့တဲ့ပွားများပြီးတော့မှဒီဂိုင်းကနာကဟိုဂိုင်းကနာကိုအတင်းဖြင်းပြောကရုံးကတိုက်လှုပ်ဒါမျိုးကတော့ခရိယန်ဆိုတဲ့နာမည်ကိုမခံသင့်ဘူးဟုတ်ကဲ့ခရစ်တော်ရဲ့နာမ၌အသင်းတော်မထောင်သင့်ဘူးဟုတ်ကဲ့ခရစ်တော်ကယန်သူကိုတောင်ချစ်ပါလို့ပြောတာဟုတ်ကဲ့ယန်သူရင်ငှရင်တိုက်ပါလို့ပြောတဲ့ယေရှုလေဟုတ်ကဲ့အချင်းချင်းနဲ့ယေရှုဖခင်၌ခရိယန်ပြောပြီးတော့မှတယောက်နဲ့တယောက်မုန်းတီးနေတာတယောက်နဲ့တယောက်သူ့เจ้าကိုမသွားနဲ့သူ့တင်တန်းမတက်နဲ့သူနဲ့စကားမပြောနဲ့ဆိုတဲ့ဟာမျိုးကစာတန်အလုပ်ပါပဲဒါအန်တီခရစ်ရဲ့အလုပ်လို့အမေကဒီလိုပဲသတ်မှတ်တယ်ဟုတ်ကဲ့ခရစ်တော်ရဲ့မေတ္တာခရစ်တော်ကငါလောကရဲ့အလင်းလေးဖို့လိုတယ်လေဟုတ်ကဲ့အေးငါရဲ့တရားသည်မေတ္တာတရားဒီမေတ္တာတရားကိုသုံးရမယ်လေဘာရန်သူဖွဲ့เสียလို့လဲအသင်းအဖွင့်နဲ့ဖွဲ့ပြီးတော့မှကိုယ့်အတွက်ပဲကိုယ့်အသင်းအတွက်ပဲလုပ်မလားလူသားတွေအတွက်မလုပ်ဘူးလားဟုတ်ကဲ့တိုင်းပြည်ကြီးအတွက်မလုပ်ဘူးလားနိုင်ငံအတွက်မလုပ်ဘူးလားနိုင်ငံသူနိုင်ငံသားတွေအတွက်မလုပ်ဘူးလားအေးဘာသာဝင်တို့မှာကိုကဆရာကြီးတစ်ပါးအနေနဲ့ပဲထိုင်နေမလားဒါတွေကတော့မလုပ်သင့်ဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အေးဖြူစင်တဲ့မေတ္တာတရားနဲ့ဖြောင့်မတ်မှန်ကန်တဲ့အသည့်တရားခံယူချက်တွေနဲ့အလုပ်လုပ်သွားဖို့ပဲလိုပါတယ်ဒါပဲပြောချင်တယ်လူတိုင်းတလူတန့်ရှင်းမြတ်တဲ့မှတ်ဖြောင့်မတ်တဲ့နှလုံးသားတွေနဲ့အလုပ်လုပ်ဖို့ပဲအလိုရှိတယ်အခုလက်ရှိဒီ KBC ပေါ့နော် KBC ကိုအမေပါများပြောချင်တယ်ဒီ KBC အခု KBC မူတစ်မူရင်းဆိုတာရှိတယ်အရင်တုန်းက1877ကတည်းက American Baptist Missionaries တွေလာတယ်ဟုတ်ကဲ့အမေဆိုလို့ရှိရင် Miss Mary I Laughlin ဆိုတဲ့ဒီသာသနာပြုမမကြီးနဲ့အတူနေတယ်ဟုတ်ကဲ့ဘာကြောင့်အတူနေဖြစ်တယ်လဲဆိုတော့ तू ကလည်းဗမာစကားလည်းအပြည့်အဝမတတ်ကချင်စကားလည်းအပြည့်အဝမတတ်ဆိုတော့အမေကအင်္ဂလိပ်စကားတတ်တယ်လေဆိုတော့ तू နဲ့အတူတူနေခဲ့ဟုတ်ကဲ့နော်အဲ့ဒီအချိန်အခါတုန်းက KBC ဆိုတာ Kachin Baptist Convention ဆိုတာတခုပဲရှိတယ်ဟုတ်ကဲ့အဲ့ဒီမှာ1979 80လောက်မှာဘာဖြစ်လာတယ်လဲဆိုတော့ liberalism ကိုသွတ်သွင်းလာတယ် KBC အပေါ်မှာ liberalism ကိုသွတ်သွင်းတယ်ဘယ်သူတွေသွတ်သွင်းလဲဟုတ်ကဲ့ကျုပ်တို့ရဲ့ကချင်ဓမ္မဆရာတွေပဲဟုတ်ကဲ့သွတ်သွင်းလာပါတယ်ဘာကြောင့်လဲ62ခု63ခုနှစ်မှာဘာသာသာသနာပြုတဲ့နိုင်ငံတပားနိုင်ငံသားတွေအားလုံးပြန်ဆိုပြီးတော့မှပြန်ခိုင်းလိုက်တဲ့အခါကျမတို့ရဲ့အင်းစိန်ကျမ်းစာကျောင်းမှာတက်တဲ့ကချင်လူငယ်တွေကထွက်လာပြီးတော့မှ KBC တရားလုံးကိုကင်တွယ်လာတယ်ဟုတ်ကဲ့ကင်တွယ်လာပြီးတော့သူတို့က English အင်းစိန်ကျောင်းကနေထွက်လာပြီးသူတို့က liberalism ကိုနှလုံးသွင်းလာကြတယ်နှလုံးသွင်းလာကြပြီး liberalism ကိုသူတို့ကသွင်းတဲ့နေရာမှာ liberalism ဆိုပြီးတော့မှအဲ့ဒီ trend သွားတယ်ဆိုတာတော့မပြောဘူးဟုတ်ကဲ့ဒါပဲလို့မူတစ်လမ်းစဉ်အရာချီတက်ရမယ်တိုးတက်ရမယ်ဆိုတဲ့လမ်းကြောင်းနဲ့ဖော်ဆောင်ပြီးလာခဲ့တယ်ဟုတ်ကဲ့အဲ့ဒီနောက်မှာဒီအမေတို့တွေကဒီဥစ္စာကဘာသာရေးမှာစံစာရဖြစ်တာဆိုလို့ရှင်တော်ပြီဘာ liberalism လည်းမလို့ဘူးဘာ ism လည်းမလို့ဘူးဟုတ်ကဲ့စံစာတအုပ်လုံးကပြီးပြည့်စုံတယ်ဖျားနိုင်အားလုံးပြီးပြည့်စုံတယ်ခုန lism မှာဘာအသိပဲလဲ lism ဆိုတာက doctrine တစ်ခုပဲ liberalism ကဘာ liberal ဆိုတာကပြောပြပါliberalism ကလွတ်လပ်စွာတွေးခေါ်ခြင်းမျှော်မြင်ခြင်းတိုးတက်ရာတိုးတက်ကြောင်းကိုလုပ်တဲ့အလုံးကိုလက်ခံတယ်ဆိုတဲ့ဟာမျိုး doctrine ပေါ့လမ်းကြောင်းတစ်ခုပဲမူဝါဒတစ်ခုပဲဒါဆိုရင်လေပေပါတာပဲကိုကောင်းကင်ရမယ်ဆိုတဲ့အသိပဲလားအဲ့လိုပဲနေမှာပေါ့အဲ့ဒီမှာတော့မနေတော့ဘူးအမေတို့ကဒီမှာမူ
မူဟောင်းပေါ့ရှေးထုံးကလေးကနေနေတဲ့မူဟောင်းဆိုပြီးတော့မှနေခဲ့တာပါပြဿနာတွေအများကြီးဖြစ်ခဲ့တယ်ဖះเจ้าတွေပိတ်ခံရတယ်ချိတ်ပိတ်ခံရတယ်အမေကိုဆိုလို့ချင်းဒီ KBC လူငယ်တွေကဘလောက်အထိလုပ်လဲဆိုတော့ KBC ရဲ့ရန်သူအကြီးစားထဲမှာတဲ့ဆီယာမအနီမင်းတဲ့တော့ဘန်ထွဲဆိုတာဟိုဒင်ရတန်ဟိုပင်လုံစာချုပ်မှာလည်းမထိုးတဲ့ဒင်ရတန်စနီတော့ဘန်ထွဲတဲ့ရှင်းနေဘောက်လာတဲ့တော့ဖန်ဂျာရာတဲ့သူတို့က KBC ရဲ့ရန်သူအကြီးစားဆိုပြီးကြီးညာတယ်ရန်ကိုအကြီးစားစာရွက်နဲ့ကိုဖြန့်တာဟုတ်လားအောက်ကလူတွေကသူတို့ရဲ့တပည့်တပန်းတွေပါဆို29ယောက်လောက်ပါတယ်အဲ့ဒါလို့ဖြန့်လိုက်တာဖြန့်လိုက်ပြီးအမေကဒီလိုနဲ့ချမ်းမကွဲခင်မှာအမေစူးစားတဲ့ peace ဖြစ်ဖို့ဘာသာတရားမှာဒါလို့မကွဲကြပြတင်ဘူးပေါ့ဟုတ်ကဲ့မူတစ်တွေလဲမူတစ်အကြောင်းမပြောကြနဲ့စို့မူဟောင်းလဲမူဟောင်းအကြောင်းမပြောကြနဲ့စို့အားလုံးတညီတညွတ်တည်းရှိတဲ့ကချင်တွေအတွက်စီးလုံးညီညွတ်ပြီးတလုံးတဝဒီဖြစ်မဲ့လမ်းကြောင်းကြီးကိုစပွဲပေါ်မှာညှိရအောင်နှစ်ဖက်ကအာနာကုံလွှဲအချင်းခံရတဲ့ပုံကိုယ်တွေထိုင်ရအောင်ဆိုပြီးပြောတဲ့ပထမဦးဆုံးလူကအန်တီပဲနော်အမေကအဲ့လိုဟိုသူတို့ဗမော်မှာသွားပြောတယ်ဗမော်မှာသွားပြောတော့ဘာအရေးမလုပ်ပေးပါဘူးညတကောင်12နာရီကနေမိုးလင်းအထိစကားပြောကြတယ်အဲ့ဒါလိုလုပ်ခဲ့တဲ့ပုံကိုယ်ပါအဲ့ဒါလိုလုပ်ခဲ့တဲ့နေရာမှာယုံကြည်ခြင်းမှာဖယိုဖယဲဖြစ်ရင်နောက်ထပ်2ချမ်းကနေ3 4 5ချမ်း6ချမ်းဖြစ်လာဖို့ရှိတယ်လို့နောက်စီလုံးညင်ညွတ်ခြင်းလည်းမရှိဘူးလို့သူ့အမေကိုသူတို့ရန်သူလို့သတ်မှတ်နေတယ်မသိဘူးလေအဲ့ဒါလိုစကားသွားပြောလို့ပေါ့တလုံးတဝအဒီဖြစ်ဖို့အတွက်သွားပြောတဲ့အခါကျတော့ရန်သူသတ်မှတ်လိုက်တာပေါ့အဲ့ဒီကတည်းကအမေလည်းမူရင်းဒီမူဟောင်းမူရင်းဘက်ကိုသွားလိုက်တာပေါ့အစဟိုဘက်ဖះเจ้าလဲသွားတယ်ဒီဘက်လဲသွားတယ် peace လုပ်ချင်တယ်ဘာကြောင့်လဲဖះသခင်က peace makers တွေကိုကောင်းချီးပေးတယ်လေနော်အောင်မြင်တဲ့ဆိုရင်လည်းဖះရှင်ကောင်းချီးပေးတယ်ဒီကိုင်းကနာအတီးမှာနေတဲ့ကချင်လူမျိုးတွေရောတခြားတိုင်းသားတွေရောအမေကဘယ်လိုမျိုးပါလဲပြောချင်လဲအခုခိုင်းကနာအတီးတီးကကချင်တွေဆိုရင်ဘာမှမဖြစ်ဘူးဟုတ်ကဲ့အခုဆိုရင်ဒီမူတစ်နဲ့မူဟောင်းလဲဘာမှရန်သူတွေမဟုတ်တော့ပါဘူးအကုန်လုံးကဆွေမျိုးတွေကြီးပဲဖြစ်နေတယ်အခုအမေဆိုလို့ရှိရင်ကက်သလစ်မှာလည်းမျိုးအရင်ခောက်ရှိတယ်အင်္ဂလိကန်မှာလည်းရှိတယ်AG မှာလည်းရှိတယ်ဘက်ပတစ်မှာလည်းရှိတယ်မူတစ်မှာလည်းပါတယ်မူဟောင်းမှာလည်းပါတယ်အမေကဘယ်သူမှရွေးလို့မရဘူးလေဟုတ်ကဲ့အမေဟုတ်ကဲ့ဒီဟိုပေါ့အခုကချင်လူငယ်နဲ့ပတ်သက်ပြီးတော့ကချင်လူငယ်နဲ့မူရေးစေဝါနဲ့ပတ်သက်ပြီးတော့အမေရဲ့အမြင်လေးနဲ့ပြောပြပေးကချင်လူငယ်တွေကအခုနေအချိန်ကတော့100မှာ99.99လောက်ကတော့ဘိန်းစားတွေဖြစ်နေကြတယ်အဲ့လောက်တော့များတယ်အဲ့လောက်များတယ်အားလုံးကအဲ့လောက်များတယ်အမြန်ဆုံးပတ်ထန်ရှာနိုင်တာကလည်းမူရစေဝါရောင်းခြင်းပဲကျမသားတွေကြည့်လေပထမသားဒုတိယသားအခုအငယ်ဆုံးသားအကုန်လုံးမူရစေဝါသမားတွေကြီးပဲအမေကတရားသူကြီးလုံးမှဘိန်းဖြူဆိုတာတက်တီခံပစ္စည်းကိုမြင်ဘူးတယ်ရှေ့တုန်းကမမြင်ဘူးအမေကကချင်မဟုတ်တယ်အရက်လည်းမတော့ဘူးဘိန်းလည်းမရှူဘူးဘိန်းစီကိုတော့လှော်ပြီးတော့မှစားတာအရန်စိမ့်တယ်အဲ့ဒါပဲကြိုက်တယ်ဘာမှမလုပ်ဘူးဖဲလည်းမရိုက်ဘူးထီတောင်မထိုးဘူးအဲ့လိုနေတဲ့လူဟုတ်ကဲ့အမေကဟိုတတိလက်ရှိတဲ့စကားလည်းပြက်ပြောတော့အမေရဲ့သူငယ်ချင်းတွေရောလုပ်ဖို့ဆောင်ဖက်တွေရောအမေကိုဘာပြောကြလဲအမေကိုလားအမေကိုမင်းကတော့ကွာတဲ့ဟိုအားကစားမှုလေးပြည်နယ်အားကစားမှုလေးလုပ်ခဲ့တယ်ဆိုတော့အားကစားနဲ့ကားပညာဦးစီးဌာနမြန်မာနိုင်ငံမှာအမေကို Fire Brand number 1ဆိုပြီးနာမည်ပေးထားတယ်ဘူးတော်လွန်းလို့မဟုတ်မမှန်ပြောလွန်းလို့ကချင်မခံချင်ဘူးကချင်ပြည်နယ်ကိုပို့တဲ့နီးပြဆရာတွေကဟို LASD first ရတဲ့လူတွေကြီးပဲပို့တောင်ဝန်ကြီးနဲ့ကျမရေးဝန်ကြီးနဲ့စကားပြောတဲ့အခါကျေးဇူးပြု၍ကျမတို့ကချင်ပြည်နယ်အားကစားတိုးတက်ဖို့အတွက်လဲ LASD first ဒီကိုမပို့ဘဲနဲ့FIRST last သမားတွေကိုလည်းပို့ပေးပါလို့ကျွန်တော်ပြောတယ်ဝန်ကြီးရည်တယ်ဘာကြောင့်ဆိုရင်ကချင်ပြည်နယ်ကိုလာကျင်တဲ့လူတွေကလို့ရာထူးတိုးဖို့လာကျင်တယ်လို့အဲ့လိုမျိုးတွေပဲပို့တယ်လို့ဟိုကချင်ပြည်နယ်မြစ်ကြီးနားမြို့ကရှိတဲ့လူတွေကြတော့ဟိုခေါ်ဘူးတဲတို့ပိုတောင်တို့မှာရာထူးတိုးဖို့သွားရတယ်လို့ကျမတို့ကချင်လူမျိုးတွေက3နှစ်ရေမချိုးကချင်ပြည်နယ်မှာပျော်တဲ့လူမျိုးပါလို့အဲ့လိုပြောတယ်ဆိုတော့လာတဲ့လူတိုင်းကဘာမှမကြဘူးပြန်သွားကြတယ်လေနီလာအမျိုးမျိုးရှာပြီးပြန်သွားကြတယ်
အဲ့တော့ကျမကပြောတယ်ကျမပြည်နေမှုဖြစ်လာတဲ့အချိန်မှာအားကစားအများကြီးတိုးတက်လာတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ကချင်တွေကအောင်ဆန်းကွင်းမှာချီနှင်းခွင့်ရှိလာတယ် ဟုတ်ကဲ့ ကချင်မျိုးသမီးလေးတွေယောက်ျားလေးတွေအားကစားကွင်းမှာရောက်လာကြတယ် ဟုတ်ကဲ့ ထို့တုန်းကဘယ်သူမှမလာဘူး ဟုတ်ကဲ့ ကျမတို့ဆိုရင်ဘောင်းဘီရှည်ကြီးနဲ့သွားလာနေရောယောက်ျားမဟုတ်မိန်းမမဟုတ်တဲ့ အေး အေးကျမကိုရည်သားစကားပြောမယ်ဆိုသွားမပြောနဲ့အဲ့လိုမိန်းမကြီးကကလေးတောင်မိုးပြေးမှမဟုတ်ဘူးနင်းကိုဆိုပြီးအဲ့လိုပြောခံရတယ် ဟုတ်ကဲ့ဟုတ်ကဲ့ အေး ဟုတ်ကဲ့ဟုတ်ကဲ့အမေတို့ဒီလိုမျိုးပေါ့နော်ကချင်ပြည်နယ်မှာပိန်းလဲပေါ်ချူရနေတယ် လူငယ်တွေလည်းဒီလိုမျိုးမွေးစေဝါတော်တော်များများကဆွဲပြီဆိုတော့အမေလူငယ်အနာကကိုစိတ်မပူလား အနာကအတွက်စိတ်ပူသောကြောင့်ယနေ့အမေဒီစကားပြောနေတယ်လူငယ်တို့ကိုလည်းစကားပြောတယ် ဟုတ်ကဲ့ ဒီလိုပဲနေတော့မလားကိုလူမျိုးတုံးအောင်နေတော့မလားအသက်ငယ်ငယ်လေးနဲ့သေချင်ကြသလားမင်းတို့ရဲ့သေချင်းကငရဲကိုပဲရောက်မယ်လीအမျိုးအတွက်လည်းတန်ဖိုးမရှိအမိအဖအတွက်လည်းတန်ဖိုးမရှိမိမိကိုယ်အတွက်လည်းဘာမှတန်ဖိုးမရှိသောအရာကိုဘာလို့ကြိုးစားနေလဲ ဟုတ်ကဲ့ ခဏပြုတ်ပြင်ရတယ်ယေရှုနဲ့အတူပြုတ်ပြင်ရတယ် ဟုတ်ကဲ့ အခုပြောင်းလဲရင်ရတယ် ဟုတ်ကဲ့ နှလုံးသားရေးရပဲ ဟုတ်ကဲ့ စိတ်ပဲ ဟုတ်ကဲ့ ထားပလိုက်ရင်ရတယ် ဟုတ်ကဲ့ အေးတိုင်းပြည်နဲ့လူမျိုးအတွက်အလုပ်လုပ်ဖို့အများကြီးရှိသေးတယ် ဟုတ်ကဲ့ဟုတ်ကဲ့ အေး ဟုတ်ကဲ့ ဆိုပြီးပြောနေ အသက်လက်ကြီးလာပြီပေါ့နော် อืม အမေလှုပ်ချင်တဲ့အရာတွေရှိသေးလားအမေမလှုပ်ရ အများကြီးရှိသေးတယ်လူငယ်တွေနဲ့ပတ်သက်တယ်အခုအမေကဒီကလေးသာသနာပေါ့ child ministry လုပ်နေတယ်တကူတော်ပါပဲမိသားစုအနေနဲ့လုပ်နေတာအခု Grace Nursery ဖွင့်ထားတယ် ဟုတ်ကဲ့ ဖြစ်တဲ့တာကဒီလို Grace Nursery တွေကကျေးရွာတိုင်းမှာလည်းဖွင့်တယ်ဆိုရင် ဟုတ်ကဲ့ ဒီကနေ့လိုလူငယ်တွေကြရှုံးတဲ့အဆင့်မှာမရှိဘူး ဟုတ်ကဲ့ ငယ်ငယ်ကလေးကနှလုံးသွင်းထားပေးမယ်လေ ဟုတ်ကဲ့ ငယ်ငယ်ကလေးကဒီတင် जा မှုတွေပေးမယ်လမ်းညွှန်မှုတွေပေးမယ်ဆိုရင်ဒီကနေ့လိုမျိုးတုံးတဲ့အလုပ်မျိုးကိုမလုပ်ဘူးလေ ဟုတ်ကဲ့ ဆိုတော့အခုလူငယ်တွေဖြစ်နေတဲ့လူငယ်တွေကိုလည်းပြုတ်ပြင်နေရတယ်လို့ပြုတ်ပြင်ရေးမှာခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးကိုပြုတ်ပြင်နေရတယ်လေစိတ်ပိုင်းဆိုင်ရာမှာဖျားနဲ့တရားနဲ့ယေရှုရဲ့အားနဲ့ပြုတ်ပြင်ပေးနေတာကသားမောင်လာကြက youth ministry လုပ်တယ် ဟုတ်ကဲ့ အဲ့တော့ဒီနီလာနဲ့လှုပ်ချင်းအပြင်ကျမ်းမာရေးအတွက်လည်းလုပ်ပေးနေရတယ် ဟုတ်ကဲ့ ခန္ဓာကျမ်းမာဖို့လိုအပ်တဲ့ဆေးဝါးအစားအသောက်များ ဟုတ်ကဲ့ အဲ့ဒီမှာဖြစ်လာလို့ရှိရင်သူ့ရဲ့အရေးချင်းပေါ်မှာမူတည်ပြီးဒီသင်ကြားမှုတွေကွန်ပျူတာသင်တန်းနော် music သင်တန်းတွေ ဟုတ်ကဲ့ ဒီကျမ်းစာတွေသင်တန်းတွေ ဟုတ်ကဲ့ ပေးဆက်လက်ပြီးတော့သူတို့ကိုလူငယ်တို့အထဲမှာပြန်ပြီးစိတ်ဝင်နိုင်အောင်ကျမတို့ဒီဟာလုပ်နေပါတယ်အခု ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်သူမှတာဝန်ရှိလဲဘိန်းနဲ့ပတ်သက်ပြီးတော့မွေးစေဝါနဲ့ပတ်သက်ပြီးတော့ ဘယ်သူမှတာဝန်ရှိလဲအမေ အစိုးရမှာပဲတာဝန်ရှိတာပေါ့အစိုးရကမလုပ်နဲ့ဆိုဘယ်သူမှလုပ်ရဲမှာမဟုတ်ဘူးလေအခုကအစိုးရကမလုပ်နဲ့ဆိုတဲ့အပိုင်းမှာတစ်မျိုးဖြစ်နေတယ်လေ အေးဖြန့်ချီရေးကြီးဖြန့်ချီတဲ့လူတွေဘယ်သူမှမမိဘူးနည်းနည်းလေးဟိုတော့ပါလေးကင်တဲ့ဟာတွေမိတယ်ထောင်ထဲမှာအများကြီးပဲကချင်တွေအများကြီးပဲဟိုထောင်ကိုဆိုရင်ကချင်ရွာတောင်တတ်မှတ်တယ်အေးရှိနေတဲ့အထဲမှာလည်းကချင်တွေသွားကြည့်တဲ့လူတွေကလည်းကချင်မိဘတွေဆိုတော့ဟိုမှာကချင်ရွာတဲ့နော်ထောင်ကိုကချင်ရွာလို့နာမည်ပေးတယ်ရပါတယ်ကချင်ပြည်နယ်မှာနေတဲ့ကချင်ရွာပါပဲကိစ္စမရှိဘူးဖျားလုပ်ပေးလိမ့်မယ် ဒီမှာလေးဖြတ်သိမ်းနေတာပဲဒီမှာမွေးစေဝါလည်းအကြီးကျယ်ဖမ်းနေ အများကြီးဖြတ်သိမ်းတယ်ဒါပေမဲ့လို့ဘာဖြစ်လို့ပွားနေတယ်လဲဆိုတာတော့မသိဘူးဖျားပဲသိမယ်ထင်တယ်အေးအများကြီးပွားနေတယ်အများကြီးရောက်နေတယ်အများကြီးဖြန့်ချီနေတယ် ဟုတ်ကဲ့ အေးဘယ်သူကဖြန့်ချီမလဲ ဟုတ်ကဲ့ အများကြီးအထုပ်ကဘယ်သူတည်ခဲ့မလဲ ဟုတ်ကဲ့ ဒီနေ့ကရေဒီယိုမှာမြင်ရတာပဲလေနိုင်ငံခြားကလည်းဝင်နေတာပဲအထုပ်တွေအထည်တွေအများကြီး ဟုတ်ကဲ့ နော်ဒီမှာလည်းဒီလိုပဲဝင်နေတာပေါ့ ဟုတ်ကဲ့ อืม ဘုရားကောင်းမြတ်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်တက်ခံပေးပါလား ဖျားကောင်းမြတ်ခြင်းကကျမအပေါ်မှာအများကြီးကောင်းပါတယ်ကျမမိသားစုအပေါ်မှာလည်းကောင်းတယ် ဟုတ်ကဲ့ ကျမကအရာရာတိုင်းကိုဟိုဖြည့်ရှင်းတဲ့နေရာမှာချက်ချင်းဖြစ်ချက်ချင်းဒေါသနဲ့ ချားတယ် ပြတ်သားဆုံးဖြတ်တတ်တယ် ဟုတ်ကဲ့ ဒီတစ်ခုရှိတယ်ဒါမဲ့လို့နောက်မှာကြတော့ဒီနောင်တတရားတွေကိုရပြီဘုရားရှင်မှာဒူးထောက်ဆူတောင်းရတာပဲ ဟုတ်ကဲ့ အခုသားမောင်လာကြကိုဆိုရင်သူ့အကိုနှစ်ယောက်စလုံးကဘိန်းစား ဟုတ်ကဲ့ နော်အဲ့ဒါမိန်းမကယူခဲ့သေးတယ်အခုသမီးနှစ်ယောက်ရှိတယ်နော် အာ အဲ့ဒီကခေါ်ခဲ့ပြီးတော့သူကမူရစ်ဆေးဝါးဆွဲတယ်ဆိုတော့သူတို့လင်မယားနှစ်ယောက်စလုံးကိုထိုင်ခိုင်းပြီးတော့မှမင်းလောက်မိုက်တဲ့မိုက်တွင်းနဲ့တာမင်းတယောက်ပဲရှိတယ်လို့ မင်းအကိုတွေတုန်းကတော့ဟိုမူရစ်ဆေးဝါးရဲ့ကြေးကျွန်ဖြစ်သွားရမယ်မဖြစ်သွားဘူးဆိုပြီးမသိတဲ့အချိန်တုန်းကဖြစ်ခဲ့တာလို့အေးနင်တို့အကိုတွေနင်အကိုတွေဘိန်းစားဖြစ်တဲ့အချိန်မှာအမေတရားဖြစ်သူကြီးဖြစ်ပြီး84ခုနှစ်မှာ
အထူးမူရစ်စေဝါပုံမှန်ကိုကြီးညာခဲ့တာအမေ9နှစ်ထောင်ချတဲ့လူအတွက်အမေဒီတရားခွင်ကနေပြီးတော့မှနားနေခါမှသွားပြီးတော့ထိုင်ငိုရတယ်လို့စိတ်မချမ်းသာဘူးလို့ရောင်းတဲ့မိမသူ့ရဲ့ချင်းကြားထဲမှာတွေ့တယ်တဲ့နည်းနည်းလေးပါပဲလို့ကလေးကပွေထားတယ်လို့ဆိုတော့သူ့9နှစ်ထောင်ချရမယ်အနည်းဆုံး9နှစ်ထောင်ချရမယ်ဆိုတော့အမေခုံကနေပဲနံပါတ်1 9နှစ်ထောင်ချလိုက်ပြီးအမေငိုရတယ်လို့အေးဒါလို့ဖြစ်ခဲ့တယ်ငါသားအငယ်ဆုံးကတော့ဒီလမ်းကြောင်းကိုမလိုက်ဘူးလို့ထင်ခဲ့တယ်မင်းကပိုဆိုးနေတယ်လို့မင်းအကိုဒီမိုက်တယ်တကြက်ဆိုမင်းကတရားဖူးလောက်မိုက်နေတယ်လို့ဒါကြောင့်ဆူတောင်းရအောင်ဆိုပြီးသူတို့နှစ်ယောက်ကိုထိုင်ခိုင်းပြီးဆူတောင်းတယ်အဖဖျားသခင်ဖဖျားသခင်ကျမကိုပေးထားတဲ့သားသမီး9ယောက်ရှိတယ်နံပါတ်1နံပါတ်2ဘိန်းစာနော်သမီး2ယောက်လိမ္မာပါတယ်ကျေးဇူးတင်တယ်အခုသားအငယ်ဆုံးကဒီအကိုတွေလုတ်တဲ့အလုပ်မကောင်းမှန်းသိရတဲ့နဲ့ तू ကလုတ်တယ်ဆို तू ကပိုဆိုးနေတယ်ဟုတ်ကဲ့အဲ့ဒီတော့ဆံကုံမြေ40တော့သားကိုရုပ်သိမ်းရရုပ်သိမ်းပါကျမကိုပေးထားတဲ့တာဝန်ကိုကျမမချေလို့ရှိရင်ကျမကိုလည်းရုပ်သိမ်းပါကျမအသုံးမကျတဲ့ဘန္တာဒင်းတယောက်ဖြစ်သွားပြီလို့အဲ့တော့ကျမကိုလည်းရုပ်သိမ်းပါသူ့ကိုလည်းရုပ်သိမ်းပါဆိုပြီးအဲ့လိုဆူတောင်းလိုက်တယ်အဲ့လိုဆူတောင်းထားပြီးတဲ့နောက်ညကျတော့မဟုတ်သေးပါဘူးငါဆူတောင်းတဲ့အတန်ကဒါမဟုတ်ဘူးဘုရားရှင်ကဘယ်လိုလဲခံပေးမလဲနော်ဟာဘုရားရှင်ကငါပဲလည်းမပါတားပဲလည်းမပါဘူးဆိုရင်မကောင်းပါဘူးပေါ့အေးတားပဲလည်းပါသွားမယ်ငါပဲလည်းပါသွားမယ်ဒါလည်းမမှဘူးပေါ့လေဘုရားရှင်ခွင့်လွတ်ပါကျမရဲ့နှလုံးသားထဲမှာအင်မတန်ပူနေတော့ကြောင့်အဲ့လိုဆူတောင်းမိတယ်ခွင့်လွတ်ပါဘုရားရှင်အကောင်းဆုံးပြင်ဆင်ပေးပါဆိုပြီးတညလုံးပြဆူတောင်းရတာပေါ့အဲ့တော့သားကထောင်ထဲရောက်သွားပြီးဘာမှမကြဘူးအဲ့လိုအမိဆူတောင်းပြီးဘာမှမကြဘူး10ရက်15ရက်လောက်ပဲကြာတယ်ထောင်ထဲရောက်သွားတာဟုတ်ကဲ့အေးအဲ့ဒီကနေအခုလူလိမ္မာကြီးဖြစ်ပြီးဘုရားသုံးတဲ့လူဖြစ်လာတာပေါ့နော်ဘုရားလူဖြစ်လာတာပေါ့ဟုတ်ကဲ့ကျေးဇူးတင်တယ်လေဟုတ်ကဲ့အေးအခုကိုရဲ့သားသမီး9ယောက်ဖြစ်မှာအမေကုန်ယူရတဲ့သားရှိလားအဲ့ဒီသားတွေအကြီးတွေအခုဘိန်းသားတွေသာဖြစ်ပြီးကွယ်လွန်သွားကြတယ်သားအကြီးဆုံးကလည်းရာအတန်ကောင်းပြီးအဆူတော်တယောက်ပါသူလည်းဟိုခွေတွေဘာတွေထုတ်တဲ့အဆင့်တော့မရောက်ဘူးဒါပေမဲ့YC ပေါ့ Young Crusaders ပေါ့နော်ရန်ကုန် Young Crusaders ကထုတ်တဲ့ဓမ္မအခွေရှိတယ်အဲ့ဒီမှာသူရေးပြီးသူဆိုထားတဲ့တခြင်းကအရန်ကောင်းတယ်အေးလူတိုင်းလက်ခံနိုင်တယ်နောက်သားတွေငယ်တုန်းကတည်းကဒီဂျော်မဆတ်ပေါ့လေ1977ဂျော်မဆတ်အခွေမှာတော့သားကြီးရောသားငယ်အလိုက်ရောသမီးကြီးရောပါတယ်သမီးကြီးဆိုလို့ရှိရင်9နှစ်အရွယ်ကနေရေဒီယိုစတူဒီယိုဆိုတော့ဖြစ်လာတယ်အဲဆိုတော့ဒီအမှုပညာမှာကတော့ဆမ်နော်ကတော့တီးပြုတ်တဲ့နေရာမှာဖျားကောင်းကြီးပေးပါတယ်သူရေးလိုက်သမျှတစ်တန်တွေကပေါက်သွားတယ်ပေါ့အခုစကားနဲ့ပေါက်ရောက်သွားတယ်ပေါ့အကုန်လုံးတုံးတယ်ပေါ့အခုဥမာကျေကျူကပါဆိုင်ဆိုတာ1 2 3 4ဆိုတဲ့တခြင်းလေးဒီကျေကျူကပါဆိုင်ဆိုတာရေဒီယိုမှာလည်းခဏခဏလာတယ်ပွဲတိုင်းကြော်ပဲအေးအဲ့လိုဖြစ်တယ်ဒါကဟုတ်ကဲ့အမေကျွန်တော်ပြောချင်တဲ့အရာရှိသေးလားကျွန်တော်မေးခွန်းနဲ့မပါတယ်အမေပြောချင်တယ်အမေကတော့ဒီနိုင်ငံတာဝန်တွေထမ်းဆောင်ခဲ့တဲ့နေရာမှာအစိုးရတာဝန်ထမ်းဆောင်တဲ့နေရာမှာလည်းအင်မတန်တာဝန်ကြီးတော့သူဖြစ်တော့ကြောင့်အေးသားတွေသားတွေကပျက်စီးကုန်ကြတာပေါ့နော်ဘာကြောင့်ဆိုအားကစားမှုဆိုတာမနဲ့စောချီ9နာရီကစားကွင်းကိုရောက်တယ်9000ထိုးတမီတစ်လက်နဲ့စပိန်တစ်စီးနဲ့အဲ့ဒီမှာကလေးတွေအားလုံးကိုအားကစားတင်ပေးရတယ်နော်နေ့ကြတော့ယုံတက်ရတယ်အေးညနေကြတော့အားကစားယုံမှာပြိုင်ပွဲတွေပြန်ရှိတယ်အဲ့ဒီမှာရှိတယ်အဲ့ဒီပြိုင်ပွဲတွေပြီးတဲ့အခါတခါတလေ12နာရီကျော်မှပြီးတဲ့ပြိုင်ပွဲတွေရှိတယ်အဲ့တော့မနေ့အစောကြီး9000ထိုးတမီနဲ့ထွက်သွားတဲ့အမေဟာအမေထွက်သွားတော့သားသမီးတွေအိပ်ပျော်နေတော့အမေပြန်လာတော့လေသားသမီးတွေအိပ်ပျော်နေတယ်အဲ့တော့သားသမီးတွေနဲ့အမေရဲ့ကြားမှာနှွေးထွေးမှုကိုမပေးနိုင်ခဲ့ဘူးဒါလောက်တာဝန်ကြီးပြုံတဲ့လူပါအဲ့ဒီနောက်မှာအခုအားကစားမှုတွေထဲမှာမြန်မာနိုင်ငံတနိုင်ငံလုံးမှာအမျိုးသမီးအားကစားပြည်နယ်မှုဆိုတာမရှိဘူးအမေတယောက်တည်းပဲရှိတယ်အမေနောက်မှာလည်းမရှိဘူးအမေရှိမှလည်းမရှိဘူးကချင်တွေထဲမှာလည်းအားကစားကွင်းကိုရောက်တာအမေကအရင်ရောက်တယ်အားကစားဌာနမှာအရင်တာဝန်ဌာနအမေပါဆိုတော့ပြည်နယ်မှုအဆင့်မှာလည်းအမေလုပ်ခဲ့ပါတယ်နိုင်ငံတာဝန်မှာတော့ဒီလိုကြည်ပြုံခဲ့တယ်အဲ့တော့နိုင်ငံတာဝန်မှာကြည်ပြုံခဲ့တဲ့နေရာမှာအမေက1955ခုနှစ်ဒီ6လတင်တန်းတက်ပြီးအားကစားမှုတင်တန်း
အားကစားမှုဖြစ်ခဲ့တယ် ဟုတ်ကဲ့ 1966ခုမတ်လကနေစပြီးအမေအားကစားမှုဖြစ်ခဲ့တယ် ဟုတ်ကဲ့ အဲ့ဒီကနေပြီးတော့မှ1984ခုနှစ်မှာကြတော့ဒီအထွေထွေရွေးကောက်ပွဲပေါ့နော်ဒီပါတီစုံဒီဆိုရှယ်လစ်ပါတီရဲ့ရွေးကောက်ပွဲမှာအမေရွေးချယ်ခြင်းခံရတယ် ဟုတ်ကဲ့ 91ယောက်မှာတူဦးဒီတော့အမျိုးသမီးဖြစ်တယ် ဟုတ်ကဲ့ အဲ့ဒီတူဦးဒီတော့အမျိုးသမီးကိုအချိန်ပြည့်တရားသူကြီးမှာပြန်ပြီးရွေးချယ်ခံရတယ် ဟုတ်ကဲ့ အဲ့ဒီမှာ၄နှစ်လုံးတရားသူကြီးလုပ်ခဲ့တယ် ဟုတ်ကဲ့ ဆိုတော့အမေက1990ခုဩဂုတ်လမှာပြင်ဆင်ယူတယ် ဟုတ်ကဲ့ တက်ပြည့်နှစ်ပြည့်ပြင်ဆင်ယူခဲ့ပါတယ်ဆိုတော့အမေကိုဂုံပြုတ်တဲ့အပိုင်းတွေကနိုင်ငံတော်ကနေချီးမြှင့်တဲ့ဂုံတွေကတော့ပြည်သူဝန်တန်းတစိ့ ဟုတ်ကဲ့ နော်ပြည်သူဝန်တန်းတစိ့ကို1984ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာလက်ခံရရှိပါတယ်ပြည်သူဝန်တန်းနဲ့တရားဥပဒေစိုးမိုးရေးတစိ့တရားကိုလည်းအမေကဇန်နဝါရီ4ရက်နေ့1984ခုနှစ်မှာရရှိပါတယ်နိုင်ငံတော်အေးချမ်းသာယာရေးတစိ့ကို1989ခုနှစ်စက်တင်ဘာ18ရက်နေ့မှာရရှိတယ် ဟုတ်ကဲ့ နိုင်ငံတော်ရဲ့ပေးအပ်တဲ့စုတစိ့ဂုံတစိ့၃မျိုးရှိတယ် ဟုတ်ကဲ့ ကချင်လူထုကပေးတဲ့အမှုပညာနဲ့ပတ်သက်တဲ့ကချင်လူထုပေးတဲ့တစိ့ရှိတယ် ဟုတ်ကဲ့ အဲ့ဒါကဥယျန်စင်ဝါ ဟုတ်ကဲ့ ပွဲတစိ့ပေးတယ်အဲ့ဒီဥယျန်စင်ဝါဆိုတာကငှက်မင်းငှက်ဘယင်လို့ခေါ်တာပေါ့အဲ့ဒါတိဂီတအနုတုခုမမှာကချင်တွေထဲမှာအမေကဥဆုံးသောရေဒီယိုစတူဒီယိုအဆူတော်ဖြစ်ခဲ့တယ်လို့တေးပြုစာဆိုဖြစ်ခဲ့တယ်လို့ဘူဂတ်အန်ဆန်ဆိုတဲ့ဌာနီတေးတန်ဆိုတဲ့ဟာကိုစတင်ပြီးတော့မှဖောင်ဒါလုပ်ခဲ့တယ် ဟုတ်ကဲ့ အဲ့ဒါဒီဖောင်ဒါလုပ်ခဲ့တဲ့အပိုင်းမှာတရားသူကြီးလုပ်ခဲ့တဲ့အခါကျတော့မသိတော့တော့ကြောင့်နော့ဖွေခွန်းနောင်ဆိုတဲ့တပည့်တယောက်ကိုလွှဲပေးတယ်ပေါ့အခုသူလဲကွယ်လွန်သွားပြီ ဟုတ်ကဲ့ အဲ့ဒီပစ္စည်းတွေလည်းပဲရောက်ကုန်လဲဘာဖြစ်သွားလဲမသိတော့ဘူး ဟုတ်ကဲ့ ဘူကန်ဆန်ဆိုတဲ့နာမည်ကတော့တမိုင်းเจ้าမှာပဲထင်ဟတ်နေတယ် ဟုတ်ကဲ့ ဒီကနေ့အထိဘူကန်ဆန်ရဲ့တပည့်တွေအများကြီးရှိပါသေးတယ်အဆိုတော်တွေပေါ့ ဟုတ်ကဲ့ ပေါင်းမြောက်အောင်လုပ်ခဲ့တယ်ရန်ကုန်ခေါ်သွားတယ်ကိုစီရင်နဲ့ကိုပေါင်စရာရှိတာပေါင်ရောင်းစရာရှိတာရောင်းအဲ့လိုခေါ်သွားပြီးတော့မှဟိုတုန်းကအကော်ဒီယန်အုံးကျော်ရဲ့စတူဒီယိုနောက်တော့ဥပသိန်းရဲ့စတူဒီယိုမှာတချင်းတွေသွားတွင်းခဲ့ပါတယ် ဟုတ်ကဲ့ ဒါကြောင့်ဒီဥပသိန်းဆိုလို့ရှိရင်ကချင်ပြည်နယ်ကမိတ်ဆွေကောင်းကျေးဇူးလဲအတူရှိတယ်အလုပ်လဲအတူလုပ်တဲ့လူတယောက်ကိုပြောပါဆိုရင်ကျွန်တော်ဒေါ်ဖန်းကြတာနာမည်ကလွဲရင်ဘသူနာမည်လည်းမပြောတတ်ပါဘူးဆိုပြီးပြောတယ်ဥပသိန်းကအခုသူသားတွေရှိမှာပါ ဟုတ်ကဲ့ နောက်ကချင်လူမျိုးများပေးတဲ့ဒီဥယျာဉ်စင်ဝါဘွဲ့ကိုတော့1984ခုနှစ်နိုဝင်ဘာလ4ရက်နေ့မှာ ဟုတ်ကဲ့ လက်ခံရရှိပါတယ် ဟုတ်ကဲ့ နောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဗိုလ်ချုပ်ကျော်ဝင်းအနေနဲ့အမှုပညာနဲ့ပတ်သက်တဲ့အတွက်ကြောင့်မြေကွက်ပေးပါတယ် ဟုတ်ကဲ့ ကျွန်မကိုမြေကွက်ပေးပါတယ်အဲ့ဒါက February 25ရက်1998ခုနှစ်မှာပြီးတယ် ဟုတ်ကဲ့ နောက်ကျွန်မကိုကချင်ပြည်နယ်ဂီတမိခင်ကြီးဆိုပြီးတော့မှကျွန်မတို့ဗိုလ်ချုပ်ခင်ညွတ်လက်ထက်တုန်းကလည်းကျွန်မရန်ကုန်မှာလည်းတိုက်တလုံးပေးပါတယ် ဟုတ်ကဲ့ အဲ့လိုရှိခဲ့တယ်ပေါ့အဲ့ဒါကတော့ဘူကန်ဆန်ရဲ့ဖောင်ဒါအမှုပညာတွေမှာလီဒါလုပ်ခဲ့တဲ့အတွက်ဒါတင်မကဘူးကျွန်မမှာအမျိုးသမီးရေးရအဆောက်အဦအခု tennis queen နောက်မှာရှိပါတယ်ဂျပန်ဒီအလူရှင်ရှာပြီးတော့မှဂျပန်ကနေလာဆောက်ပေးတာ ဟုတ်ကဲ့ ဒုတမ်မူကလာပြီးပနဲ့ချပေးတယ်တမ်မူကြီးကလာပြီးတော့မှဂျပန်ကနေပြီးတော့မှကျတို့ကချင်အစိုးရအဖွဲ့ကိုလွှဲပေးပါတယ် ဟုတ်ကဲ့ ကျမလက်ဖေးတစ်ခွက်အဲ့ဒီမှာပွဲမှာတောက်ရပါတယ် ဟုတ်ကဲ့ ကျမဘာအခွင့်အရေးမှမယူပါဘူး ဟုတ်ကဲ့ ဒီနာမည်တွေဒီကုံဒရက်တွေကြောင့်ဖျားရှင်ကျမကိုဆောင်ရွက်ခွင့်ပေးတယ်လို့ကျမဒီကနေ့အထိလဲဒီနာမည်တွေနဲ့ရှိနေရပ်တည်နေရခြင်းဖြစ်ပါတယ်နောက်တေဂီတအဆိုတော်မြောက်များစွာကိုဖော်ထုတ်ခဲ့ပြီ ဟုတ်ကဲ့ နော်အဆိုတော်အများကြီးပဲ ဟုတ်ကဲ့ တချင်းပေါင်း400ကျော်လောက်ရေးခဲ့ပြီ ဟုတ်ကဲ့ ဒီကနေ့အထိလည်းရေးနေတော့ပါပဲ ဟုတ်ကဲ့ နောက်ကနေ့တိုင်အောင်ဒီဝန်ပောင်နင်းဂျာဆိုတဲ့ဒီကချင်ယဉ်ကျေးမှုအဖွဲ့ဦးရုပ်ဆောင်ခေါင်ဖောင်ဒါ ဟုတ်ကဲ့ လုပ်တဲ့နေရာမှာလည်းကျွန်မအတွင်ရေးမှုအဖြစ်လည်းလုပ်ခဲ့ပါတယ် ဟုတ်ကဲ့ အတွင်ရေးမှုအဖြစ်ဆောင်ရွက်ခဲ့တယ်နောက်မြန်မာနိုင်ငံကနေပြီးတော့မှကျွန်မကိုခန့်အပ်တဲ့
ကချင်ပြည်နယ်သဘင်ကောင်စီဥက္ကဋ္ဌရာထူးလည်းကျွန်မယူခဲ့ချင်းဖြစ်ပါတယ်အဲ့ဒီသဘင်ကောင်စီဥက္ကဋ္ဌရာထူးအချိန်ခါတုန်းကလည်းဒီမှာကျွန်မတို့ဒီမနောနဲ့ပတ်သက်တာတို့ယဉ်ကျေးမှုနဲ့ပတ်သက်တာတို့အများကြီးဖော်ဆောင်ခဲ့တယ်အေးနောက်တစ်ခုကဒီမြစ်ချနာမြို့နယ်ရဲ့အနုပညာကော်မတီမှာလည်းကျွန်မကိုဥက္ကဋ္ဌရာထူးပေးပါတယ်ဟုတ်ကဲ့အေးအဲ့ဒီမှာလည်းကျွန်မဆောင်ရွက်တယ်ခဏအထိကျွန်မနဲ့အတူအလုပ်လုပ်တဲ့လူတွေအများကြီးရှိပါတယ်ဟုတ်ကဲ့အေးအဲ့လိုလှုပ်ရှားမှုတွေလုပ်ခဲ့တယ်ပေါ့လေနော်ဆိုတော့ဒီလိုပေးအပ်တဲ့တောင်းမှန်သမျှကိုကျွန်မလုပ်ပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်မရဲ့ဒီပါတီကောင်စီအဆင့်ဆင့်မှာ3ချိန်3နှစ်3ချိန်အထိကျွန်မပါဝင်တဲ့နေရာမှာပထမအချိန်ပြည့်တရားသူကြီးဒုတိယအချိန်ပါဝင်တဲ့ရွေးချယ်ခံရတယ်ကျွန်မလူမှုရေးရာအတွင်းရေးမှုလုပ်ခဲ့တယ်လူမှုရေးရာအတွင်းရေးမှုလုပ်ပြီးစီပင်သားရကန်ရတယ်ဟုတ်ကဲ့နောက်တစ်ချိန်ကျွန်မပြန်ရွေးချယ်ခံရတယ်လူမှုရေးရာအတွင်းရေးမှုဖြစ်တယ်ကျွန်မကိုတာဝန်ပေးတာကျမ်းမာရေးဆေးရုံနဲ့ပတ်သက်တဲ့ကော်မတီမှာကျွန်မတာဝန်ပေးခံရတယ်ဟုတ်ကဲ့အေးဒီလိုပဲအများကြီးဆောင်ရွက်ခဲ့ပါတယ်ဟုတ်ကဲ့ဒါမဲ့ကျွန်မဒီနေ့အထိဘသူစီမှာလည်းအခွင့်အရေးလည်းမတောင်းပါဘူးဟုတ်ကဲ့ကျွန်မဖျားစီမှာပဲတောင်းပါတယ်ဒီကနေ့အထိဖျားလည်းဝတ်လင်စွာကျွေးတယ်ကျမ်းမာစွာထားတယ်ဒီဟာဒီအတွက်ကျွန်မဖျားသခင်ကျွန်မကိုအတုံးပြုနေရဲဆိုတာသိတယ်ခံယူတယ်နားလေတယ်သေတဲ့နေ့အထိဖျားကိုမပြစ်မှားပဲဖျားအမှုတော်မြတ်မှာလှုပ်ဆောင်ရွက်နိုင်ပါစေဆိုအမြဲတမ်းဆုတောင်းဆက်ကပ်လျက်ရှိပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နော်နောက်လာနောက်သားတွေကိုအမေလည်းအသက်လက်ကြီးလာပြီပေါ့နော်နောက်လာနောက်သားတွေကိုအမေပါများပြောချင်တယ်လေနောက်လာနောက်သားတွေကိုတော့နိုင်ငံတနိုင်ငံလုံးမှာရှိနေတဲ့လူတွေအားလုံးကိုတော့ကိုယ်နိုင်ငံနဲ့ကိုယ်လူမျိုးကိုချစ်ပါဟုတ်ကဲ့ကျုပ်တို့ရဲ့ကချင်လူမျိုးတွေကိုကြတော့ကချင်ပြည်ကိုပေးထားတဲ့ဖရားကိုမမေ့ဖို့ကချင်ပြည်ကိုကြည့်ရှုဖို့အသုံးပြုဖို့ကာကွယ်စောင့်ရှောက်ဖို့ပေးထားသောအခွင့်အရေးအဲ့ဒါကိုလည်းအမြဲတမ်းကင်ဆွဲထားဖို့မမေ့ဖို့နော်လူအခွင့်အရေးကချင်တွေကိုပေးထားတဲ့လူအခွင့်အရေးကချင်တွေကိုပေးထားတဲ့လူတာဝန်တရားကိုသေတမန်တက်ဆုံးတိုင်အောင်စိတ်ဖြောင့်မတ်စွာနဲ့တန်ရှင်းစွာနဲ့ဟိုလိုဒီလိုမဟုတ်ပဲတဲ့မတ်သွားပြီးတော့မှတိုင်းပြည်နယ်လူမျိုးအတွက်အသက်ရှင်ရအောင်အကောင်းဆုံးအသက်ရှင်ရအောင်အကောင်းဆုံးအသက်တာကိုဘုရားကိုကျေးဇူးထောမနာပြုရင်းနဲ့ပါဝင်ဆက်ကကြရအောင်လို့ဒီစကားကိုပြောခြင်းဟုတ်ကဲ့ပြောချင်တာရှိသေးလားတခြားတော့မရှိပါဘူးဘာပေမဲ့ဘုရားကိုဘယ်တော့မှမမေ့ဘူးနံပါတ်1နေရာမှာဘုရားနံပါတ်2နေရာမှာမှတိုင်းပြည်နဲ့လူမျိုးဘုရားစီမှာခွင့်တောင်းဖို့နံပါတ်3နေရာမှာမှမိမိကိုအတွက်နဲ့မိမိသားစုအတွက်နဲ့မိဘာလုပ်မလဲနော်ရှေးတုန်းကဖြစ်ပျက်ခဲ့တယ်အကြောင်းအရာဒီယနေ့ကျုပ်တို့ခံစားနေရတဲ့အကျိုးတရားဖြစ်တယ်ယနေ့ကိုတို့ဒီရှေးတုန်းကအကြောင်းတရားမလှတဲ့အရာတွေကိုလည်းဒီကနေ့ကျုပ်တို့လှအောင်လုပ်ရမယ်မပြည့်ဝခဲ့တဲ့အကြောင်းတရားတွေကိုလည်းဒီကနေ့ပြည့်စုံအောင်လုပ်ရမယ်ဒီကနေ့လုပ်တဲ့အကြောင်းတရားတွေဒီတမလွန် future time မှာအကျိုးခံစားမယ်နော်ဆိုတော့ဒီကနေ့ကျုပ်မကောင်းတဲ့အပင်ဆိုင်မကောင်းတဲ့အသီး future မှာခူးစားရမယ်ဆိုတော့ဘုရားရှင်တတ်မှတ်ထားတဲ့နေရာမှာ past present future ရှိတယ်ဘုရားရှင်ကတပြေးညီပဲလူတွေကိုပေးထားတဲ့ past future present ကိုဒီ present အချိန်မှာကိုယ့်အတွက်ခန္ဓာအတွက်လှုပ်တယ်လို့တမလို့အတွက်လည်းလှုပ်ရမယ်ကိုတိုင်းပြည်နဲ့လူမျိုးအတွက်ကိုအကောင်းဆုံးလုပ်ခြင်းဘုရားအမှုတော်ကိုအကောင်းဆုံးပါဝင်ခြင်းအသင်းတော်ထဲပါပြီးတော့မှလာကစားပြီးတော့မှလုပ်တဲ့ဝန်တန်းမျိုးဓမ္မဝန်ထမ်းခေါ်တယ်အဲ့ဒီဟာလုပ်မဲ့အစားတကိုယ်တော်မိဘာသာမိရှိတဲ့နေရာမှာအလင်းဖို့ကောင်းမြတ်တဲ့အသက်တာနဲ့ဘုရားရဲ့အလင်းကိုဘုန်းတော်ထင်ရှားဖို့အတွက်ကြိုးစားရအောင်လို့ပြောခြင်းတယ်ကျေးဇူးတင်တယ်နော်ဟုတ်ကဲ့မေရှေတော့အသက်နဲ့ရောင်ရဲပြီးတော့ဘုရားခင်ရဲ့ကြာမရှင်နဲ့နော်ဘုရားခင်ဘုန်းတော်တာ၍ထင်ရှားပါစေလို့အာမင် hallelujah praise the lord merry christmas